ရားသခင်သည်သင်တို့နှင့်ရှိပါစေရှင်ယောဟန်ရေးထားသောဧဝံဂေလိကျမ်းမှထုတ်နှုတ်သောကျမ်းစကားသည်ထို့နောက်ယေရှုသည်တပည့်တော်တို့နှင့်အတူဂျူရီယာနယ်သို့ကြွသွားပြီးလျှင်ထိုရက်၌သူတို့နှင့်အတူနေလျက်ဆေးကြောခြင်းကိုပေးတော်မူ၏ယောဟန်သည်လည်းစာလင်မြို့အနီးအေနွန်အရပ်၌ဆေးကြောခြင်းကိုပေးလျက်ရှိအဘဲကြောင့်ဆိုသောထိုအရပ်၌ရေများစွာရှိသောကြောင့်ဖြစ်၏လူတို့သည်လည်းလာကြ၍ဆေးကြောခြင်းခံကြ၏အကြောင်းမူကားယောဟန်သည်ထောင်သွင်းအကျဉ်းချထားခြင်းမခံရသေးပေထိုအချိန်၌ယောဟန်၏တပည့်များနှင့်ဂျူးလူမျိုးတို့သည်စင်ကြယ်စေခြင်းနှင့်ဆက်လင်း၍အငြင်းခုန်ဖြစ်ကြ၏ထိုအခါသူတို့သည်ယောဟန်သို့လာ၍ရာဘီကိုရောနှင့်အတူဂျော်ဒန်မြစ်တစ်ဖက်ကမ်းတွင်ရှိခဲ့ဘူးစဉ်ကကိုရောသက်သေခံခဲ့သောသူသည်ယခုဆေးကြောခြင်းကိုပေးလျက်ရှိသဖြင့်လူအပေါင်းတို့သည်သူထံသို့သွားကြပါသည်ဟုလျှောက်ကြလေ၏ယောဟန်ကလည်းကောင်းကင်မှပေးတော်မမူလျင်လူသည်မြည်သည့်အရာကိုမျှမရရှိနိုင်ကျွန်ုပ်သည်ခရစ်တော်မဟုတ်သို့သောကိုရော၏ရှေ့၌ကြိုတင်စေလွှတ်ခြင်းခံရသောသူဖြစ်သည်ဟုကျွန်ုပ်ဆိုခဲ့ကြောင်းသင်တို့ကိုယ်တိုင်ပင်သက်သေများဖြစ်ကြ၏မင်္ဂလာဆောင်သူတို့သမီးကိုပိုင်ဆိုင်သောသူသည်မင်္ဂလာဆောင်သူတို့သာဖြစ်၏အနည်းတွင်ရပ်နေလျက်သူတို့သား၏အသံကိုကြားသောသူတို့သား၏မိတ်ဆွေသည်ကသူ၏အသံကြောင့်လွန်စွာပင်ဝမ်းမြောက်လေ၏ထို့ကြောင့်ကျွန်တော်၏ဝမ်းမြောက်ခြင်းသည်ယခုပြည့်စုံခြင်းသို့ရောက်လေသည်ကိုရောသည်တိုးတက်ရမည်ကျွန်ုပ်မူကားဆုတ်ယုတ်ရမည်ယေရှုခရစ်တော်သခင်ဝမ်းမြောက်ဖွယ်ရာဧဝံဂေလိတရားတော်ပေသည်ဘုရားခင်ကရောရှာစမတော်နာရှိပါစေယောဟန်ဘပ်တစ်စတာရဲ့ပြန်ပြောလိုက်တဲ့စကားလုံးတွေဟာနှိမ့်ချခြင်းတွေနဲ့အမှန်တရားတွေပါဝင်တဲ့တကယ်ကိုအတူယူစရာအာယူစရာကောင်းတဲ့အသုံးအနှုန်းတွေပါအဲ့ဒါသခင်ခရစ်တော်ပေါ်လာတဲ့အချိန်ယောဟန်ဘပ်တစ်စတာနောက်မှာတပည့်တစ်ပန်းတွေအများကြီးရှိနေကြပြီသူ့ရဲ့ဆေးကြောခြင်းကိုခံယူနေကြတယ်တနည်းအားဖြင့်နှစ်ချင်းခံကြတယ်ပေါ့ဆိုတော့အဲ့လိုရှင်ပြိုင်တဲ့ပုဂ္ဂိုလ်ပေါ်လာတယ်ဆိုတော့ပုံစံမျိုးလိုယောဟန်ရဲ့နောက်လိုက်တပည့်တွေကသိတဲ့အခါမှာသူ့ဆရာတွေသွားပြီးတဲ့နောက်ဟိုမှာတနေရာမှာယေရှုဆိုတဲ့ပုဂ္ဂိုလ်ကလည်းဘပ်တစ်ဇင်ပေးနေတယ်ဆေးကြောခြင်းပေးနေတယ်ဒါဘလို့လဲပေါ့ဒါနဲ့ယောဟန်ကငါဟာခရစ်တော်မဟုတ်ပါဘူးခရစ်တော်ကိုညွန်ပြတဲ့သူပဲသူ့အတွက်လမ်းကိုပြင်ဆင်ပေးရမယ်သူပဲငါမင်းတို့ကိုပြောခဲ့ပြီးပြီလေဆိုချစ်တော်ညီကိုမောင်မအပေါင်းတို့ဒီယောဟန်ဘပ်တစ်စတာမှာသူ့ရဲ့ကိုရန်တော်တွေနောက်လိုက်တပည့်တွေအများကြီးရှိနေပါပြီသူ့လုပ်ငန်းအောင်မြင်သင်းသလောက်အောင်မြင်နေပါပြီတိုးတက်နေပါပြီဒါပေမဲ့တစ်ဖက်ကနော်သခင်ဖျားကလည်းစေကြောခြင်းမင်္ဂလာပေးနေတယ်လို့လူတွေကလည်းသူ့နောက်ကိုလိုက်လာတယ်အဲ့ဒီထဲမှာယောဟန်ဘပ်တစ်စတာရဲ့တပည့်တွေကလည်းသခင်ခရစ်တော်ရဲ့ဆွဲဆောင်မှုအနောက်မှာရောက်နေကြတယ်အဲ့တော့ပုံမှန်အားဖြင့်လူအတိုင်းဝိုင်းမှာဖြစ်တတ်တယ်လူရဲ့မနှောလူရဲ့သဘောအတိုင်းတူတယောက်ကကျွန်တော်တို့နေရာကိုဝင်ယူတော့မယ်အလုပ်တွေကိုဝင်ရှုပ်တော့မယ်ကိုယ့်ထက်သာသွားမယ်ဆိုရင်မနာလိုစိတ်ကပေါ်လာတာပဲပြန်ပြီးတော့သူ့ကိုအနှောက်ယှက်ပေးဖို့ဟန့်တားဖို့ဖိနှိပ်ဖို့ကြိုးစားလာကြတာပဲအဲ့တော့ယောဟန်ဘပ်တစ်စတာကိုသူ့ရဲ့တပည့်တွေကလည်းအဲ့ဒီလိုမျိုးလုပ်ဖို့တွန်းအားပေးနေဖို့ဒါပေမဲ့မဟုတ်ဘူးငါဟာစုပ်ယုတ်ရမယ်သူကတိုးတက်ရမယ် He must increase I must decrease ဒီနေ့ဓမ္မဆရာဆရာမများအပါအဝင်သာသနာပြုများဘာသာရေးအဖွဲ့အစည်းအသေးသေးမှာအလုပ်လုပ်နေကြတဲ့သူများအမှုတော်ဆောင်များမိဘများလူသားတစ်ယောက်မကျန်ကျွန်တော်အားလုံးအတွက်ယောဟန်ဘပ်တစ်စတာကဲ့သို့သောစိတ်နေစိတ်ထားမျိုးအတူယူကြရအောင်ငါဟာဖ
ရားမဟုတ်ပါဘူးငါဟာတင်တို့မျှော်နေတဲ့ကယ်တင်ရှင်လည်းမဟုတ်ဘူးသူ့လမ်းကိုပြင်ရုံသက်သက်ပဲအခုငါရဲ့အလုပ်ဖြစ်တယ်သူ့ထံကိုမင်းတို့ကိုညွှန်ပြဖို့ပဲငါတာဝန်ကျေပြီးဆုံးပြီငါကတဖြည်းဖြည်းနဲ့နောက်ဆုတ်သွားရမယ်ခရစ်တော်ဘုရားရှင်ကမင်းတို့ရဲ့အလယ်မှာရောငါရဲ့နှလုံးသားထဲမှာပို့ပြီးတော့ကြီးထွားလာရမယ်သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့ဘုန်းတော်ကုံတော်ဟာတို့အဖြစ်ထင်ရှားစေရမယ်ဆိုတဲ့အတွေးမျိုးစိတ်နေစိတ်ထားမျိုးလောက်ရက်မျိုးဖြစ်နေဖို့ပါကိုရည်သွေးဖို့မဟုတ်ဘူးအချိန်မောခံရဖို့မဟုတ်ဘူးနောက်ဆက်ပြီးတဲ့နောက်ကျွန်တော်တို့တွေဟာအမှုတော်ထမ်းဆောင်တဲ့နေရာမှာနော်ဂျေဇုတွေနော်စေအညာရှက်ရဲ့စကားအတိုင်း ad majorem gloriam dei for the greater glory of God ဖခင်ရဲ့ဘုန်းတော်ကုံတော်ပုံမူပြီးတဲ့နောက်ထင်ရှားစေဖို့အတွက်ကျွန်တော်တို့အသက်ရှင်နဲ့လှုပ်ဆောင်ပါတယ်ဒါကိုနားလည်ခဲ့တဲ့ရှင်ပေါလုငါဟာအသက်ရှင်တာမှန်တယ်ဒါပေမဲ့ငါရဲ့လုပ်ရက်တွေနဲ့ရှင်သန်မှုတွေဟာငါလုပ်နေတာမဟုတ်ဘူးငါ၌ရှိသောခရစ်တော်ဖခင်ရှင်ကိုယ်တိုင်လှုပ်ဆောင်နေတာပါ It's not I who lives but Jesus who lives in me ဒါကြောင့်ဒီကနေ့ကျွန်တော်တို့လုပ်သမျှရအကုန်လုံးဟာလူတွေချင်းမွန်သည်ကဲ့ရဲ့သည်ဘာမှအမှုမထားနိုင်တော့ပဲကိုရောရှင်ရဲ့ဘုန်းတော်ကုံတော်အတွက်ဖခင်ရဲ့တကယ်ကြီးမြတ်ခြင်းကိုကျွန်တော်တို့ပြန်လည်ပြီးတဲ့နောက်သက်သေခံနေခြင်းသက်သက်ပဲဖြစ်ဖို့ဒါကြောင့်ဖခင်ရှင်ဘုန်းတော်ကြီးပါစေကောင်းမြတ်သောဖခင်ရဲ့မေတ္တာတရားတွေကိုကျွန်တော်တို့ခံစားရတဲ့အတိုင်းပြန်လည်ဝင်မြနိုင်ပါစေကျွန်တော်တို့မှာလူသားဆန်သောမနာလိုစိတ်များသူကငါထက်သာသွားမှာဆိုလို့ကိုယ့်ထက်ပိုးပြီးတဲ့နောက်တရားဟောကောင်းတဲ့ဓမ္မဆရာမတွေနော်စီယုံရီကောင်းတဲ့ပုဂ္ဂိုလ်တွေနော်လူတွေအရန်နှစ်သက်မြတ်နိုးပါတယ်လို့ချင်းမွန်ခြင်းစကားတွေကိုကြားရတဲ့အခါမှာကျွန်တော်တို့သာသနာပြုချင်းလှုပ်ဆောင်နေတဲ့လုပ်ငန်းအသီးသီးမှာပါဝင်နေတဲ့ပုဂ္ဂိုလ်တွေတရားပွားနိုင်ရဲ့လားမုဒိတာပွားနိုင်ရဲ့လားဖခင်ရဲ့ဘုန်းတော်ကုံတော်အတွက်ကျွန်တော်တို့အတူတူလှုပ်ဆောင်နေတယ်ဆိုတာပါဒါကြောင့်သင်ရဲ့လှုပ်ဆောင်မှုကျွန်တော်ရဲ့လှုပ်ဆောင်မှုကျွန်တော်တို့အားလုံးရဲ့လှုပ်ဆောင်မှုတွေဟာကိုယ်ရည်သွေးဖို့မဟုတ်ဘဲဖခင်ရဲ့ဘုန်းတော်ကုံတော်အတွက်သာဖြစ်စေပါလို့ဒီကနေ့အဲ့ဒီခံယူချက်နဲ့မိမိတို့ရဲ့သာသနာပြုခြင်းကယ်တင်ခြင်းလုပ်ငန်းမိမိတို့ရဲ့နေ့စဉ်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးဝန်းကျင်မှာပဲဖြစ်ဖြစ်လှုပ်ဆောင်နိုင်ရအောင်လိုအပ်တဲ့နှိတ်ချခြင်းနဲ့အမှန်တရားကိုယောဟန်လိုမြင်ရောင်တော်မကဒါပြင်ကျွန်တော်တို့နှလုံးသားကပါပြောင်းလဲသောတစ်လွင်တဲ့နှလုံးသားဖြစ်လာဖို့ကိုရောရှင်ထံမှာဆုပန်ကြပါစို့။ကျမ်းနာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။